짠 거에 강조죠. 정남대 상지 주도 시골에서 이 샤고나 좋아해. 그래서 뭐 그다음에 저죠. 무슨 부활이죠. 부활 농지 주시거나 누구라 갔다 올라가는 정도에서. ini di belakangnya pada dia ciri cacat tu cuma ini baca lu balik. Jadi jangan cito ini sih. Di jenggo ngah di betunya apa yang dah dekat di sih mana pun hari. Jauh muka tinggi ini itu kau asyik ini ngah ikut bagus sang syakiri. Jaga jadi jam apa dek tino pun pada Philadelphia mu masih dek tino jam buku orang tu pada Amerika kat Philadelphia orang jadi jadi dari tiap minggu ada nopi pare lo. Oh ini cuma lo demetik demah hau jani macam lain. Pun hari dekari nyai jauh cuma jangan sama para tu ya le. Aja cuci jauh ya ni nyago ni sisi bodoh alam bukit kalau pare. Demetik ini ni kalau lumyak cempi dekari pare the door of freedom. Cuma teman lo butuh hanya secau kayak jauh ya ni ni pacar cuma le. ထိုခဏချင်းတွင်မြေကြီးသည်ပြင်းစွာသောလှုပ်သောကြောင့်ချောင်းချီရင်လည်းလှုပ်၏တကားရှိသည်များတို့သည်ချက်ချင်းပွင့်၍လူအပေါင်းတို့သည်နှောက်ဖွဲ့ခြင်းနှင့်လွတ်ကြ၏အဲ့ဒီချိန်မှာမြေကြီးပြင်းစွာလှုပ်ပြီးမှထောင်တကားတွေအလုံးဖွင့်သွားတယ်လို့ပြောပါတယ်ဒါပေမဲ့သူတို့ဘယ်သူမှမထွက်ပြေးသွားဘူးထောင်မိုးကတော့သူတို့အားလုံးထွက်ပြေးသွားပြီထင်ပြီးမှကြောက်ပြီးမှလာကြည့်တယ်ဒါပေမဲ့သူတို့မထွက်ပြေးသွားဘူးအဲ့ဒီချိန်မှာထောင်မူကပိုးလူနဲ့တိလာရဲ့ခြေရင်းမှာတုံလှုပ်ပြီးမှပြုတ်ဝင်နေတယ်လို့ပြောပါတယ်။ကဲကျင်ချင်းရလို့လုပ်ရမယ်ဆိုပြန်ပြီးတဲ့အကြောင်းလေးဖြစ်။ဖျားပြန်ဒီကျမတို့ကိုချုပ်နှောင်ထားတဲ့အရာတွေအလုံးကနေလွတ်မြောက်စေခြင်းနဲ့ဖျားဖြစ်ပါတယ်။ခိုင်ကြရင်ကျမတို့လည်းချုပ်နှောင်ထားတဲ့ထောင်ထဲမှာနေရတဲ့အခြေအနေတွေလည်းရှိတတ်ပါတယ်။ဒီကဘာကြီးမှာအပြည့်ရဲ့အခါတေးခြင်းမှာပိတ်မိနေတဲ့သူတွေထွက်ပေါက်မရှိဘူးထွက်မဲ့လမ်းမရှိဘူးတကားတွေအများကြီးတော့ရှိတယ်အဲ့ဒီတကားတွေကအတုအယောင်တွေများပါတယ်လာကြပါဒီတကားကနေထွက်ပါမင်းလွတ်ရကျွတ်ရကိုရောက်မယ်ဆိုတဲ့ခေါ်နေတဲ့အတန်ကြီးရှိတယ်ဒီတကားကတော့အရင်ကြီးကျယ်ခမ်းနားတဲ့တကားပဲဒီကနေထွက်ရင်တော့ငါတို့ရနိုင်တယ်ဆိုတဲ့ဟာရှိတယ်လို့ဟာဒီတကားကနေဝင်တဲ့လူတွေကတော့လက်ဆောင်အများကြီးပေးနေတယ်ဒီကိုပဲသွားရအောင်တချို့ကတော့အေးစစ်စစ်နေစမ်းပါဒီမှာပျော်တဲ့လောက်နေရအောင်အများကြီးရှိပါတယ်ဥပမာစဉ်းစားကြည့်လိုက်ရင်မီးလောင်နေတဲ့အဆောက်အုံတစ်ခုထဲမှာထွက်ပေါက်ကိုရှာပြီးမှအော်ဟစ်နေတဲ့လူတွေကိုဖြစ်တယ်။ဒါပေမဲ့တကယ်ထွက်ပေါက်ကိုသူတို့မတွေ့ဘူး။အဲ့ဒီအဆောက်အုံထဲမှာပဲတွဲလေဖြစ်နေတယ်။အပြင်ကိုမရောက်နိုင်ပါဘူး။ဖျားခင်ကသူဖန်ဆင်းထားတဲ့လူတွေကိုအရန်ချစ်တယ်။လွတ်မြောက်ခွင့်ကိုသူပေးခြင်းနဲ့နံပါတ်1အနေနဲ့ကဲတင်ခြင်းတကားဖြစ်ပါတယ်။အဲ့လိုလွတ်မြောက်စေခြင်းတဲ့အတွက်ဘယ်ကနေလဲ။သူလွတ်မြောက်စေခြင်းတဲ့အကြောင်းအရာလေး၃ခုရှိတယ်။အဲ့ဒါကအပြည့်ရဲ့အခသေခြင်းတရားကနေကျမတို့ကိုလွတ်မြောက်စေခြင်းနဲ့စာရန်ရဲ့စုံစမ်းသွေးဆောင်ခြင်းကနေလွတ်မြောက်စေခြင်းနဲ့အောင်နိုင်သူဖြစ်စေခြင်းနဲ့ပြီးတော့ကျမတို့ရဲ့ဖျားနာခြင်းအနာရောဂါအားလုံးကနေလည်းလွတ်မြောက်စေခြင်းနဲ့ဖျားဖြစ်ပါတယ်အဲ့တော့ဖျားသခင်ဆိုတဲ့မေတ္တာအတုံးအခဲကြီးကသူချစ်တဲ့သားသမီးတွေဒီလောကကြီးထဲမှာဒီလိုဒုက္ခရောက်နေတာသူမခံစားနိုင်ဘူးသူမခံစားနိုင်တဲ့အတွက်သူရဲ့ချစ်ချင်းမေတ္တာတွေကိုခရစ်တော်အဖြစ်ဒီနေ့ကျမတို့စီမှာတက်တည်ထူနေရဖြစ်ပါတယ်။ရှင်ယောဟန်10ကျမတို့တင်ရောက်ရင်ပဲဖြစ်စမ်းစာပါတဲ့လူတွေပြန်ဖတ်စေချင်ပါတယ်။ရှင်ယောဟန်10တိကလည်းရှေ့အစအဆုံးကျမတို့ဖတ်ကြည့်ရင်ခရစ်တော်ဟာတိုးတွေရဲ့တကားဝဖြစ်တယ်လို့ပြောထားတယ်။ငါသည်တကားဝဖြစ်၏ငါဖြစ်ဝင်တော်သူသည်ဘေးနှင့်ကင်းလို့ရက်ထွက်ဝင်၍ကျက်စားရကိုတွေ့လိမ့်မည်လို့ပြောထားပါတယ်။တိုးတွေကအသက်လွတ်ယုံမကအသက်နဲ့ပြည့်စုံစေဖို့အတွက်ခရစ်တော်ကကြွလာတာဖြစ်ပါတယ်ခရစ်တော်ဆိုတဲ့တကားကိုတိဖို့ကတော့ကျမတို့ရဲ့စိတ်ကျမတို့ရဲ့ဝိညာဉ်တကားကိုကျမတို့အရင်ဖွင့်ဖို့လိုပါတယ်အဲ့ဒီချိန်မှာခရစ်တော်ကျမတို့စီကိုဝင်လာပြီးမှလမ်းပြသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ဝိညာဉ်တကားကိုပိတ်ထားမယ်ဆိုရင်တော့ကျမတို့ထွက်ရမယ့်လမ်းကိုကျမတို့မြင်မှာမဟုတ်ပါဘူးခရစ်တော်ကိုတကားဖွင့်ပေးလိုက်တဲ့အချိန်မှာခုနအပြည့်ရဲ့ချီနှောင်ခြင်းစာတန်ရဲ့ချီနှောင်ခြင်းကနေလွတ်မယ်နာကျင်ခြင်းအနာငြိမ်းခြင်းကိုကျမတို့ရမှာဖြစ်တယ်အဲ့တော့ခရစ်တော်ကိုတကယ်ဖွင့်ပေးတဲ့လူမှ
ခရစ်တော်ကနောက်ထပ်ကျမတို့ထပ်ပြီးဝင်ရမယ်တကားတွေကိုသူဆက်ပြီးဖွင့်သွားပြီးမှဆက်ပြီးလမ်းပြပြီးမယ်ခုနဒီဖီလာဒဲဖီးယားမြို့မှာရှိတဲ့အသင်းတော်ကိုပြောသလိုပဲတကားဖွင့်နေဆိုတာကကိုယ့်ရဲ့ကိုကျင့်တရားကိုယ့်ရဲ့အကျင့်အဖြစ်နဲ့၎င်းနှုတ်ကပတ်တော်ကိုစောင့်ရှောက်ခြင်းအဖြစ်တော်၎င်းဖျားခင်ရဲ့မေတ္တာကိုကျမတို့တုံ့ပြန်တဲ့အနေနဲ့ကြမဲ့တစ်ခုတည်းသောနိလန်ဖြစ်ပါလေအဲ့လိုတကားဖွင့်ပေးတဲ့သူတွေကသူများတွေကိုကိုယ်လိုပဲလွတ်မြောက်စေခြင်းနဲ့စိတ်ကျမတို့ရှိလာတာ။အော်ဒီလောက်ကောင်းတဲ့ကဲခြင်းကြီးတရားကိုတယောက်တည်းခံစားလို့ကိုတယောက်တည်းရနေလို့မတင်းတိမ်နိုင်ဘူး။သူများကိုလည်းကိုယ်လိုရစေခြင်းနဲ့ကိုယ်လိုပဲတက်တာပြောက်ကင်းစေခြင်းနဲ့ဖျားခင်ရဲ့ချစ်ချင်းမြတ်တာကိုကိုယ့်ရဲ့အသက်တာမှာအမြဲတမ်းရှင်သန်နေအောင်ကျမတို့အဲ့လိုလုပ်ဖို့လိုအပ်တယ်။ကိုကတော့ကဲတင်ရှင်ကိုကျမတို့လမ်းပြပေးဖို့ပဲလိုအပ်တယ်။ကဲတင်ခြင်းကတော့တူဦးချင်းစီရဲ့ယုံကြည်ခြင်းနဲ့ဖျားခင်နဲ့ဆိုင်တဲ့အရာဖြစ်ပါတယ်။ဒီနောက်ချက်ကဖျားခင်ကျမတို့ကိုဘာတာဝန်ယူစေခြင်းလေးတည်းတာဝန်ယူရဲဆိုတာက responsibility နဲ့ obligation နဲ့မတူဘူး responsibility ဆိုတာဝန်ရှိတယ်။အော်ငါကလေးမွေးထားတယ်ငါတာဝန်ရှိတယ်။ तू တာဝန်ရှိတယ်။ तू ယူမယူတာဝန်ရှိနေတယ်ဆိုတာရှိတယ်။ဒါပေမဲ့နှလုံးသားထဲကလာတဲ့ဟာက responsibility လို့သူတို့မခေါ်ဘူး။တကယ်ကိုကိုယ်စိတ်ထဲကနေတာဝန်ကိုသိပြီးမှလုပ်ချင်တဲ့ဟာမျိုးဖြစ်ပါလေ။အဲ့တော့ကျမတစ်ခုတည်းဖျားတဲ့အကြောင်းခဏပြောဖြစ်တယ်။ငယ်တွေကိုလည်းပြောဖြစ်တယ်။မျိုးသမီးတွေလည်းကျမပြောဖြစ်တယ်။လူတွေပဲဖျားတတ်တာမဟုတ်ဘူးလို့ကျမတို့ဝိညာဉ်နဲ့ဖျားတတ်ပါတယ်လို့အဲ့တော့ဆေးရုံဆိုတာကဖျားနာတဲ့လူတွေတန်ရာရတဲ့လူတွေသွားတဲ့နေရာဖြစ်တယ်။ဒီနေ့အသင်းတော်ဆိုတာဖျားနာနေတဲ့ဝိညာဉ်တွေအတွက်ဖြစ်ပါတယ်။တန်ရာရနေတဲ့စိတ်အတွက်ဖြစ်ပါတယ်။ဖျားเจ้าကိုဒီနေ့လာတယ်။အားလုံးဘယ်သူမှပျော်ပြီးမလာဘူး။အားလုံးပျော်ပြီးလာဖို့လည်းမမျှော်လင့်နဲ့။ဒီပြုံးတော့ပြုံးမယ်။ဒါပေမဲ့ရင်ထဲမှာဘာဖြစ်နေလဲဆိုတာကျမတို့မမြင်ရဘူး။ရင်ထဲမှာမပြုံးနိုင်တဲ့သူတွေလည်းအများကြီးရှိတယ်။တန်ရာကိုစီနဲ့ဖျားเจ้าကိုလာတယ်။ဘုတော့ဆောင်ပဲဆုတောင်းတာအားလုံးမှတ်မိပါလိမ့်မယ်။လာတော့ကနဲ့အပြန်မတူနိုင်တဲ့အရာကိုပြီးပါလို့သူဆုတောင်းတာ။အဲ့ဒီတန်ရာပျောက်ပြီးပြန်သွားဖို့အတွက်ဖြစ်ပါတယ်။ဖျားเจ้าကိုလာကမှပဲရှိပြီးသားတန်ရာပို့ဆိုးပြီးတွေးထွက်ပြီးပြန်သွားရတယ်ဆိုရင်အဲ့ဒါမဟုတ်တော့ဒါကဖျားဘုံတော်မချီရှာဘူး။ဘယ်စည်းယုံကလူနာကိုရိုက်လွတ်လိုက်တယ်လို့မြင်ဘူးလေ။ကြားလည်းမကြားဘူးရှိလည်းမရှိဘူး။ဒါပေမဲ့ဖျားเจ้าသွားလာတဲ့ခါတည်းတန်ရာရပြီးပြန်လာရတာရှိတယ်။ဖျားเจ้าသွားခါမှရိုက်လွတ်လိုက်တယ်လို့မျိုးမဖြစ်ဖို့ကျမတို့အရေးကြီးတယ်။ဖျားเจ้าမှာကဖျားနာနေတဲ့ဝိညာဉ်တွေစိတ်တန်ရာရနေတဲ့သူတွေဘယ်သူကုပေးမလဲဆရာနဲ့ဆရာမရှိတယ်လေမှာအတင်းထောက်နှစ်ယောက်ရှိတယ်မဟုတ်ဘူး။ကျမတို့ရဲ့တာဝန်ကြီးပဲလို့လေကျန်းစာမှာမဖော်ပြထားဘူး။ဒီနေ့ပါဝင်နေတဲ့အသင်းသားတွေအားလုံးနဲ့ဆိုင်ပါတယ်။ကျမတို့ခရစ်တော်အတွက်ကျမတို့နှလုံးသားတကားကိုဖွင့်ပေးလိုက်တဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကအလုံးလုံးပါလိမ့်မယ်။အဲ့ဒီအချိန်မှာကျမတို့ဖျားเจ้าကိုဝင်လာတယ်။ဖျားเจ้าတကားကိုဖွင့်ပြီးကျမတို့ဝင်လာတယ်။ဒါပေမဲ့ကျမတို့ရဲ့စိတ်တကားကိုပိတ်ထားတဲ့တော့တွေအများကြီးခတ်ထားတယ်အဲ့လိုဆိုရင်ကျမတို့တန်ရာကိုဘယ်သူကုပေးမလဲကျမတို့ရောသူများတန်ရာကိုကုပေးနိုင်မလားကျမဒီပိုင်းအဘောကျမကိုသူအမစုံမှာအလုပ်လုပ်ရင်းနဲ့တဲ့သူစာအုပ်လေးတွေသူဖတ်ဖြစ်တယ်ပေါ့နော်အဲ့တဲ့သူစာအုပ်လေးတအုပ်အကြောင်းကျမကိုပြောပြတယ် invisible bucket ဆိုကျမအရင်သဘောကျတယ်ကျမလည်းကလေးတွေကိုပြန်ပြီးပြောပြမယ်ဆိုပြီးကျမချက်ချင်းမှားလိုက်တယ်ကျမအဲ့စာအုပ်လေးဖတ်ပြီးမှတကယ်သဘောကျပါလေလို့အဲ့ဒီစာအုပ်ကိုတော့အစအဆုံးမပြောပြဘူးတူတူလေးပဲဒါမဲ့အချင်းချုပ်လေးကျမပြောပြချင်တယ်အဲ့ဒါပါလဲဆိုတော့လူဆိုတာတဲ့မွေးလာတဲ့ကလူတိုင်းစီမှာမမြင်ရတဲ့ invisible bucket ကိုပါလေမမြင်ရဘူးတဲ့မွေးကလေးကဟုတ်တယ်ရဲ့အချင်းဘယ်သူမှဆိုအဲ့ဒီအလေးပါလေတဲ့ဒါပေမဲ့တဲ့လူဆိုတာတဲ့အဲ့ဒီပုံကလေးကြည့်နေမှာပြုံးနိုင်တယ်ပျော်နိုင်တယ်အဲ့ဒီပုံက empty ဖြစ်နေတယ်ဘာမှမရှိဘူးကဝမ်းနေခြင်းကြေကွဲခြင်းအချီးကျန်ခြင်းတွေခံစားတတ်တယ်တဲ့ဒါပေမဲ့တခုရှိတာကအဲ့ဒီမမြင်ရတဲ့လူတိုင်းစီမှာရှိနေတဲ့အဲ့ဒီ invisible bucket တွေကကိုယ့်ဟာကိုယ်ဖြည့်နိုင်တယ်သူများကိုဖြည့်ပြီးလိုက်တာနဲ့ကိုယ့်စီမှာအလိုလိုပြည့်သွားတယ်တဲ့ဒုက္ခရောက်တဲ့သူကိုကူညီလိုက်ခြင်းအဖြစ်ကိုယ့်ရဲ့ကူညီမဆခြင်းကိုယ့်ရဲ့တနာကျင်လာခြင်းကိုယ့်ရဲ့ဖေးမခြင်းအဲ့ဒီအရာကိုသူများကိုပေးလိုက်တာနဲ့အဲ့ဒီလူကသူ့ရဲ့မမြင်ရတဲ့ပုံလေးကိုဖြည့်လိုက်တယ်ဆိုတော့ခုစီမှာလည်းချက်ချင်းပြန်ပြီးသွားတယ်တဲ့သူများကိုစိတ်တန်ရာရအောင်လုပ်တယ်သူများကိုစိတ်မပျော်အောင်ကိုပြောမိတယ်ဆိုမိတယ်သူများစီမှာအဲ့ဒီ invisible bucket တွေက empty ဖြစ်သွားတယ်သူစိတ်မပျော်တော့ကိုကြောင့်မလို့
အဲ့လိုပဲတဲ့သူများကိုပြောလိုက်တဲ့အချိန်မှာကိုယ်စီမှာရှိတဲ့အဲ့ဒီပုံလေးလည်း MG ဖြစ်သွားတယ်တဲ့ကိုယ်စီမှာလည်းအဲ့လိုမျိုးလိုပဲမပြည့်နိုင်တော့ဘူးတဲ့အဲ့ဒါအတူချုံလေးပေါ့နော်ကျမအဲ့ဒါလေးသူပြောပြကြတဲ့အရန်သဘောကျတယ်သူလေကျေးဇူးအများကြီးတင်တယ်အဲ့ဒါလေးကျမဝေမျှချင်တယ်ဒီနေ့ကျမတို့ယုံကြည်သူတိုင်းအရောက်စီတိုင်းကတန်ရှင်းတော်ဝိညာဉ်တော်အဖြစ်ကျမတို့ဟာကုပေးနိုင်တဲ့သူတွေဖြစ်ရမယ်ဈေးလဲကျမတို့ဖြစ်ရမယ်လူတွေရဲ့အပြင်ပန်းပုံသဏ္ဍာန်ပြောဆိုတာပဲကြည့်ပြီးကျမတို့ဆုံးဖြတ်လို့မရဘူးတခါတလေလူတွေကဘုရားเจ้าကိုလာတဲ့အချိန်မှာတချို့လူတွေအတွက်ကကိုယ့်ရဲ့ဖြားနာနေတဲ့ဝိညာဉ်အတွက်ကိုယ့်ရဲ့နာကျင်နေတဲ့ဒဏ်ရာရနေတဲ့စိတ်အတွက်ကိုယ်ပေးဖို့နောက်ဆုံးနေရာအနေနဲ့လာတတ်ကြတယ်အဲ့ဒီချိန်မှာချစ်ချင်းမေတ္တာနဲ့ပြည့်ဝတဲ့ကိုယ့်ရဲ့စကားတစ်ခုမှာသူ့အတွက်အားစီဖြစ်သွားစေနိုင်တယ်ကိုချီးမွမ်းတီဆိုနေတဲ့တခြင်းဟာသူ့အတွက်ခွန်အားဖြစ်စေနိုင်တယ်ကြမ်းပိုက်လေးတစ်ခုအားဖြင့်တော်၎င်းဆုတောင်းခြင်းအားဖြင့်တော်၎င်းဒဏ်ရာကိုပျောက်စေနိုင်တယ်လို့အဲ့ဒီလူရဲ့ဘဝတစ်ခုလုံးကိုလည်းပြောင်းလဲပြီးစေနိုင်တာဖြစ်တယ်အဲ့ဒါကကျမတို့ဟာသူများရဲ့ဒဏ်ရာကိုပျောက်စေနိုင်တယ်သူများရဲ့ရင်ထဲမှာလိုအပ်ချက်ကလေးကိုဖြည့်ပြီးတဲ့တကားကိုဖွင့်ပြီးတဲ့အရာလေးလည်းဖြစ်ပါတယ်အဲ့တော့ခရိယာန်ကြီးဖျားကြတဲ့အဖျားထဲမှာနာကြတဲ့အနာတွေထဲမှာ spiritual leprosy ကတော့အဆိုးဆုံးပဲလို့ကျွန်မတယောက်အနေနဲ့မြင်မိပါတယ်အနူတွေအကြောင်းကိုကျွန်မတို့များများကြားဘူးတယ်အနာကြီးယောဂတဲ့နေ့ဆိုပြီးကျွန်မတို့မြန်မာပြည်မှာ MBC အနေနဲ့လုပ်တဲ့အတွက်ကြောင့်ကျွန်မတို့တစ်နှစ်မှာတစ်ခါအများအားလုပ်ပါတယ်အဲ့တော့အဲ့ဒီမှာဆရာဝန်တွေဆရာမကြီးလည်းပြောပြတယ်ဒါပေမဲ့ကျွန်မဆရာကြီးမြတ်တန်တဲ့ဘာသာပြန်ထားတဲ့ The City of Joy ဆိုတဲ့စာအုပ်လေးဖတ်မိတယ်ဒုက္ခမြို့တော်လို့ခေါ်တယ်အိန္ဒိယကဖြစ်ရမှာလို့ရေးထားတယ်အဲ့မှာအနူတွေအကြောင်းကိုကျွန်မဖတ်လိုက်ရတော့မျက်စိထဲမှာပွင့်ပွင့်ကွက်မြင်သွားတယ်အော်အနူဆိုတာကဘာပေါ်မှာရှိသမျှယောဂါတွေကဘာပေါ်မှာရှိသမျှအနာတွေအားလုံးထဲမှာဘာလို့ဆိုးနေတယ်လဲဆိုတော့သူကမနာလို့အဲ့တော့ကျောင်းမှာကလေးတွေကိုအနူစစ်တဲ့ချိန်အနာကြီးယောဂါရှိဖြစ်စေအရေးပြားကိုကြည့်တယ်အရေးပြားဟာပုံစံပြောင်းနေသလားအရေးပြားကွက်နေသလားနီးနေသလားဖြူနေသလားပေါ့အဲ့လိုဖြစ်တော့အကလေးနဲ့ထိုးကြည့်တယ်အကလေးနဲ့ထိုးကြည့်တော့အားလို့နာရင်တော့ဘာမှမဖြစ်ထိုးကြည့်တယ်မနော်ဘယ်တော့ထိုးမနာအောင်နာလားမနာအောင်သိလားမသိဘူးအဲ့ဆိုတော့ဝမ်းသာနဲ့အနာကြီးယောဂါရဲ့အစဘာဖြစ်လို့လဲသူကမနာအောင်အဲ့တော့နာကျင်ခြင်းမရှိတော့သူကမသိဘူးတခုခုတိုင်ဟာဖြစ်လို့နာနေဟာငါဖျားနေပြီငါနာနေပြီငါသွေးထွက်နေပြီချက်ချင်းသိတယ်အနာကြီးယောဂါကအဲ့လိုမသိနိုင်ဘူးသူကမနာနေဘူးကိုအဲ့တော့နောက်ဆုံးသိတဲ့ချိန်ဘာဖြစ်လဲခြေောက်ကြီးခြေချောင်းနဲ့ချောင်းနေမရှိတော့ဘူးနှာခေါင်းတွေပျောက်နေအဆိုးဆုံးချိန်ကိုရောက်သွားတယ်အဲ့တော့ကျွန်မဒီနေ့ဘာလို့ spiritual leprosy လို့ပြောလဲဆိုတော့ဒီလိုအရာတိုးတက်တဲ့ခင်မီတဲ့နိုင်ငံမှာလွတ်လပ်မှုအပြည့်အဝရှိတယ်ဆိုတဲ့နိုင်ငံကလူတွေကများသောအားဖြင့်ဒီလိုယောဂဆွဲကပ်နေတယ်လို့ကျွန်မအနေနဲ့မြင်တယ်အရာပြည့်စုံလွန်းတယ်အရာလွတ်လပ်လွန်းတဲ့အချိန်ကြရင်သူတို့ဒီနေ့ယောက်ျားနဲ့ယောက်ျားချင်းနဲ့ကျတို့လက်ထပ်ကြတယ်မိန်းမနဲ့မိန်းမချင်းနဲ့လက်ထပ်ကြတယ်ဒီနေ့တော့အကုန်လုံး Facebook ကိုင်နေလူတွေမြင်ပါပဲဒီနေ့ကဘာမှာအရာခေတ်စားတဲ့ model ဆိုတာကတဲ့ gentlest model တဲ့သူ့ကိုကြည့်လိုက်ရင်ယောက်ျားလားမိန်းမလားလို့မသိကွယ်ယောက်ျားလူလူလည်းဟုတ်တယ်မိန်းမလူလူလည်းဟုတ်တယ်တဲ့အဲ့ဒါကြီးကိုသူတို့ကလေအရန်ကိုဂုဏ်ယူနေတယ်ကျွန်မပြောချင်တာကသူတို့ spiritual leprosy ဖြစ်နေတယ်သူတို့မသိဘူးသူတို့တရားရနေတယ်လို့သူတို့မသိဘူးလူကောင်းလို့ပဲသူတို့ရှောက်သွားနေတယ်ခရစ်တော်ရဲ့တကားကိုသူတို့မမြင်ဘူးစာတန်ရဲ့တကားစီကိုတရွှေ့ရွှေ့သွားနေတယ်ကျွန်မတို့အများကြီးဆုတောင်းပေးဖို့လိုပါတယ်ဒီနိုင်ငံကိုမှကျွန်မတို့ကိုဖျားခင်ရောက်စေတာတာဝန်အများကြီးပေးထားတယ်ကျွန်မတို့သူတို့တို့ကျွန်မတို့ဆုအများကြီးတောင်းပေးရမယ်ဘာလို့လဲနောက်တစ်ခုကကျမတို့ရဲ့သားစဉ်မြေဆက်ကဒီလို spiritual leprosy တွေကြားထဲမှာကြီးလာရတော့မယ်အဲ့ဒီချိန်မှာတမန်တရားရဲ့လမ်းကိုတေချာသိအောင်ကျမတို့သင်ပေးရမယ်ကျမတို့ကိုယ်တိုင်လည်းလိုက်လျှောက်ရမယ်ခရစ်တော်ရဲ့လမ်းကိုခရစ်တော်ဖွင့်ထားတဲ့လမ်းကိုအဲ့ဒီတကားဝကိုတည်တည်မတ်မတ်လျှောက်လိုက်အောင်ကျမတို့အားလုံးလမ်းပြပေးဖို့လုပ်ပါတယ်ကျမဥပမာတစ်ခုအနေနဲ့တရားဟောရာကျမ်း30ထဲကအကြောင်းလေးကိုပြောချင်တယ်ဒီမှာကအသက်ရှင်ခြင်းနဲ့တည်ခြင်းတကားသိရှိမှာငါချထားတဲ့ရွေးရှုပါဒီနေ့ဘုရားခင်ကျမတို့ရှိမှချထားတယ်အသက်ရှင်ခြင်းနဲ့တည်ခြင်းတကားဖြစ်တယ်ယူခိုင်းတယ်ဘုရားကအတင်းအဓမ္မကျမတို့ကိုမလုပ်ခိုင်းဘူးယူပြီးရင်တော့အဲ့ဒီကောင်းကျိုးနဲ့ဆိုးကျိုးကိုကျမတို့အပြည့်အဝခံစားရမယ်ထာဝရအသက်ရှင်ခြင်းလားထာဝရရည်ရဲလားအဲ့ဒါကျမတို့ရဲ့ရွေးချယ်ဖို့ဖြစ်ပါတယ်ကျ
ဒီချက်ချက်ကိုယေရမိအနာဂတ်ကျမ်းအခန်းကြီး27မှာဇေဒကိမင်းကြီးကိုယေရမိကနေဆင့်ဖျားတင်ပြန်ပြောထားတယ်ဇေဒကိမင်းကြီးကယူဒရှင်ဘုရင်ဖြစ်တယ်သူကဒုစရိုက်ကိုပြုတဲ့ဘုရင်ဖြစ်တယ်ကျမလေးဘုရင်တွေအကြောင်းခဏပြောမိနေလို့ပဲအခုဒီနေ့လည်းကျမဇေဒကိဘုရင်အကြောင်းနဲ့ပြန်ပြောပြချင်တယ်သူ့လက်ထက်မှာဘာဘလုန်ပြည်နေဖို့ကနေစားတွေကနေလာပြီးသူတို့စစ်တိုက်ကိုလာတော့ယေရမိကိုခေါ်မှာယေရမိဆုတောင်းပေးပါတဲ့အဲ့ဒီငါတို့စစ်တိုက်ကိုလာတဲ့လူတွေပြန်သွားအောင်ဆုတောင်းပေးတဲ့အဲ့ချိန်မှာဖျားခင်ကယေရမိကိုဘာပြောခိုင်းလဲဆိုတော့အသက်ရှင်ရလမ်းနဲ့တည်ရလမ်းကိုသိရှိမှာငါဖွင့်ထားတယ်ပြီးရွေးယူပါအဲ့တော့ဒီမျိုးကိုမင်းဆုတောင်းခိုင်းတယ်လို့မရဘူးတဲ့ဒီမျိုးကိုဘာဘလုန်လာတိုက်လိုက်မယ်တဲ့မြို့ထဲမှာရှိတဲ့လူတွေဓာပြီးနာပြီးမွတ်သိခြင်းပေးနဲ့တည်ရမယ်တဲ့မြို့ပြင်မှာရှိတဲ့ခါလေးတွေစီသွားပြီးခိုးလုံတဲ့လူတွေကတော့ချမ်းသာရမယ်လို့ဖျက်တယ်တော့လို့ပြောတယ်တဲ့အဲ့မှာဇေဒကိမင်းကြီးမှာခစားနေတဲ့ပရောဖက်အတူတွေအများကြီးရှိတယ်သူတို့ကယေရမိအဲ့ဒါပြောတာကိုမကြိုက်ဘူးအရင်စိတ်ဆိုးတယ်ယေရမိမင်းကအရင်ငြင်းချမ်းနေတဲ့ငါတို့တိုင်းပြည်ကိုစုပို့အောင်လုပ်တယ်တိုင်းသူပြည်သားတွေဒုက္ခရောက်အောင်လုပ်တယ်နင်းအဲ့လိုပြောလိုက်လို့အကုန်လုံးကကြောက်ကြတော့မယ်ဘာမှမဖြစ်ဘူးဘယ်သူမှငါတို့လာမတိုက်ဘူးတဲ့သူတို့ကယေရမိကိုစိတ်ဆူကြတယ်အဲ့ချိန်မှာပဲတိုက်ဆိုင်ယေရမိကလည်းသူအမွေခံရမယ်မြေကိုယူဖို့အတွက်ဗင်ယမင်ပြည်ကိုသွားရမယ်အဲ့တော့အဲ့မြေအကြောင်းတော့ကျွန်မမပြောတော့ဘာလို့လဲဆိုကျွန်မတို့ခုဖတ်နေတဲ့ထွဲမြောက်ရအကြောင်းကိုပြုရကျွန်မတို့အားလုံးပါပြီသူတို့ကအမွေခံရမြေရှိတယ်ဆိုရင်အဲ့ဒီမြေကိုရွေးပိုင်ခွင့်ရှိတယ်ကွာသူရွေးရတယ်ယေရမိလည်းသူ့အမျိုးတွေနဲ့အမွေဆက်ခံခွင့်ရှိတဲ့မြေကိုရွေးဖို့သွားရတယ်အဲ့တော့သူဗင်ယမင်ပြည်ကိုသွားရမယ်ဆိုပြီးသူသွားတဲ့ချိန်ကျမှသူ့ကိုဒီယေရမိကတော့ဟိုမြို့ပြည်မှာရှိတဲ့အဲ့လိုဆိုခါလဒဲတွေသူတို့ဝိုင်းထားပြီးတော့အဲ့ခေတ်ကထုံးစံတိုင်းစစ်တိုက်ပြီးဆိုအရင်ဝိုင်းကြတာလေခုလည်းဝိုင်းထားကြတာအဲ့တော့ဒီကောင်ကခိုးဘက်ကိုသွားခိုးလုံနေပြီဆိုပြီးတခါလေယေရမိကိုထားလိုက်တယ်တဲ့ယေရမိဟာမဟုတ်ဘူးငါတို့စီသွားမှာမဟုတ်ဘူးငါပြည်မင်းကိုပြည်ကိုသွားမလို့ဆိုလဲမယုံဘူးမယုံပြီးတော့တခါလေပြန်မှာသူတို့ရဲ့စီးတော်ရဲ့အိမ်ထဲမှာမြည်လိုက်ထားသူ့အိမ်ကမြည်ကြီးထဲမှာတောင်းနေလောက်ထားတယ်အဲ့ထောင်ထဲမှာထည့်ထားတယ်တဲ့ဒါပေမဲ့ရက်ကြလာတော့ဇေဒကိပြည်ကနေမှယေရမိကိုပြန်လွတ်တယ်ပေါ့နော်လွတ်ထားပြန်လွတ်လိုက်မှတိတိကလေးပြန်ပြောလေတဲ့ငါ့ကိုပြန်ပြောပြတဲ့အဲ့ချိန်မှာပြောတယ်ယေရမိကဘီယေရမိလည်းတောင်းမှတော့ဘီယေကိုငါ့ကိုအဲ့မြေတဲ့ထဲမှာတော့ငါ့ကိုအဲ့ထောင်ထဲမှာတော့မထားပါနဲ့တဲ့အဲ့တော့အေးတဲ့ငါမထားဘူးတဲ့နေကိုတဲ့အဲ့နဲ့ယေရမိကိုပြန်ရွှေ့တယ်ဆိုထောင်ဝင်းထဲကိုပြန်ရွှေ့လိုက်တယ်ထောင်ဝင်းထဲကိုရွှေ့ပြီးမှဇေဒကိကနေမှအဲ့မုတ်တယ်စီကနေမုတ်တရက်တစ်လုံးသူ့ကိုကျွေးဖို့ဆိုမှယေရမိကိုပြောလိုက်တယ်အဲ့ချိန်မှာယေရမိကပြောတယ်ဖျားညာပြောလေတဲ့ဘာဘလုန်ရဲ့လက်ထဲကိုကြာရောက်တယ်ဒါပေမဲ့အဲ့ဒါရွေးချယ်ဖို့ကမင်းလက်ထဲမှာလေတဲ့မင်းဘာကိုရွေးချယ်လဲတဲ့အဲ့တော့စကားချင်းဇေဒကိမင်းကသူကဘယင်သာဖြစ်တယ်ဆိုပေမဲ့သူကဘာမှအာနာမရှိတဲ့ရုပ်သေးတယောက်ဘယင်ဖြစ်တယ်ဖျားကသူ့ကိုဘာဘလုန်တွေလာတိုက်မယ်လို့ပြောတာကိုသူ့စီမှာကျမ်းစာမှာပြောလဲဆိုပရောဖက်အတူလေအနာဂတ်စီယာအိမ်မက်မြင်စီယာများလိုက်တဲ့စီယာတွေသူ့စီမှာရှိတယ်နောက်ဝိဇ္ဇာစီယာပြုစားတတ်တဲ့စီယာအဲ့ဒါတွေကဘာဘလုန်လက်ထက်ကိုလုံးဝမရောက်ဘူးလို့သူပြောတယ်တဲ့အဲ့တော့အများနဲ့တယောက်ဖြစ်နေတယ်ယေရမိကအဲ့ဆိုယေရမိရဲ့စကားကတိတ်တော့မယုံဘူးဘုရားပြောတယ်လို့တော့သူသိတယ်ပေါ့နော်ဒါပေမဲ့အများနဲ့တယောက်ဖြစ်တဲ့ချိန်ကျတော့အများဘက်ကသူအလေးတာနေတယ်ဘုရားရဲ့စကားကိုသူကနှလုံးမသွင်းမိဘူးဟိုအတုတွေရဲ့စကားအောင်ကသူတာရနေတယ်အဲ့တော့ဇေဒကိကနောက်နေ့ကြာတော့လို့သူကတိတ်ကလေးလူလွတ်ပြီးမှဘုရားเจ้าမှာယေရမိနဲ့တွေ့ကြတယ်ပေါ့တွေ့ပြီးမှယေရမိကိုပြန်မေးတယ်ဒါသူ၃ခါမေးရဖြစ်တယ်၃ချိန်ရောက်မေးတဲ့ချိန်မှာမင်းတိတိကျအားလုံးကိုပြောပြပါဆိုတော့ယေရမိကပြောလဲဆိုတော့ဘာဘလုန်ရှင်ဘုရင်မူဘတ်ဒီစီမှာတွားပြီးလက်နဲ့ချရင်တဲ့မင်းအသက်ချမ်းသာရမယ်ဒီမြို့လဲမိမရှို့ခံရဘူးတဲ့ဒီမြို့လဲလွတ်မယ်နေ့ရက်ဆွေမျိုးသားချင်းတွေအားလုံးလဲအသက်ချမ်းသာရမယ်အဲ့လိုနေ့အဲ့လိုမလုပ်ဘဲနဲ့ထွက်ပြေးရင်တော့ဒီမြို့လဲမိရှို့ခံရမယ်မင်းကြီးတဲ့မင်းလဲသူတို့ရဲ့လက်ကနေမလွတ်ဘူးနော်တဲ့အသက်ရှင်တယ်သိရတယ်အဲ့ဒီတကားကမင်းဘာကိုရွေးမလဲအဲ့တော့ဘုရားခင်ကယေရမိကနေဒီစင်သူ့ကိုရှင်းရှင်းလေးပြောပြလိုက်တယ်ဒါမဲ့ဇေဒကိမင်းကြီးကခါလဒဲစီမှာတော့အညက်မခံချင်ငါမတော့ချင်ဘူးတဲ့သူတို့စီမှာဘာလို့လဲဆိုတော့ယေရမိပထမဦးဆုံးတစ်ခေါက်ပြောတဲ့အချိန်မှာကြားတယ်တချို့ကအဲ့ဒီခါလဒဲစီမှာတော့ပြီးခိုးလို့နေဘုရားကိုယုံကြည်တဲ့သူတွေကဘုရားဖွင့်ထားတဲ့တကားကနေတွားနေတယ်အဲ့ဒီမှာ
သူကသူ့ကိုယ်သူယုံကြည်မှုဖြစ်ပါလေဆိုတော့ငါဒါအမှန်လို့လက်နဲ့ချပြီးသူတို့စီသွားလိုက်ရင်ခိုမှာသွားရင်နှစ်နေတယ်သွားရောက်နှစ်နေတယ်ငါရဲ့တိုက်ပြည်သားတွေကငါဝိုင်းဖြစ်နေတယ်ဘာလို့လဲသူကကောင်းတဲ့ဘီရင်မဟုတ်ဘူးဆိုတော့သူ့ကိုယ်သူသိနေတယ်လေအဲ့ဆိုသူကအဲ့လိုကြောက်လဲသူမသွားရဲဘူးအဲ့နဲ့သူကရေသမီးပြောတယ်ငါအဲ့လိုတော့မတော့ချင်ဘူးကွာတဲ့အဲ့လိုပြောမှဒါမဲ့တဲ့နင်းငါ့ကိုပြောတဲ့ဒီအကြောင်းအရာတွေအားလုံးကိုတဲ့ဘသူကမှပြောပြနေတော့တဲ့အမှန်လို့နင်းပြောပြလိုက်နင်းကိုတတ်လိုက်မယ်တဲ့အဲ့တော့တဲ့အမှန်လို့ငါဒီကိုနင်းနဲ့ငါနဲ့တိတ်တိတ်လေးလာတွေ့တယ်သူတို့တိသွားပြီးမှနင်းကိုလာမင်းနင်းငါ့ကိုပြောတဲ့အကြောင်းအရာတွေကျေးဇူးပြီးနင်းဘသူကမှပြောပြပါမယ်တဲ့အဲ့ဒါမှနင်းအသက်ချမ်းသာလာရလိမ့်မယ်တဲ့အဲ့နင်းညာလိုက်တဲ့ငါဟိုလောင်ထဲမှာပြန်ချင်ဘူးလို့ပြောတာဘီရင်ကငါတောင်းပန်တာအဲ့ဒါကငါတို့ညောင်အဲ့အကြောင်းပြောကြတယ်လို့ပြောလိုက်တယ်အဲ့လိုဘီရင်ကအဲ့လိုပြောပြီးပြန်သွားတယ်အဲ့တော့ဘီရင်ပြောတဲ့အတိုင်းပဲခုနရဲ့အတူအယောင်တွေကလာပြီးမှဘီရင်ကိုဘာပြောလဲဘုရားခင်မျိုးဘာပြောခိုင်းလဲပြောဆိုတော့ဒီမီးကလည်းဘီရင်နဲ့တို့ညောင်အတူတူကြည်စကားယူထားပြီးဖြစ်တဲ့လို့ပြောတယ်အေးတဲ့ငါဘီရင်ကိုပြောတာငါဟုတ်မြေကြီးတွေကထောင်နေကိုငါမသွားချင်ဘူးလို့ပြောတာတဲ့တွားလည်းငါ့ကိုတတိပေးပါတယ်တဲ့ခုငါ့မုတ်တိရဲ့တလုံးအဲ့မုတ်တယ်စီငါ့ကိုစားခိုင်းတာအဲ့ဒါကိုပြောတာဆိုဟိုလူတွေကလည်းပြန်သွားတယ်ပြန်သွားမှမကြခင်မှာပဲဘာဘလုနေကအဲ့ဒီမြို့ကိုဝိုင်းထားတာ3နှစ်ရှိ3နှစ်ဆိုတော့ထုံးစံတိုင်းအစားအစာမရှိလာတော့ခေါင်းပါလာတယ်လူတွေလည်းအားတွေမရှိလာတော့အဲ့ဒီအချိန်မှာပဲကွက်တီသူတို့ကမြို့ရိုးတခါလေးဖြတ်ပြီးမှဝင်လာတယ်တဲ့ဝင်လာပြီးမှမြို့လေတခါဝမှာရောက်နေပြီတဲ့အဲ့ဒီအချိန်မှာဇေတိမင်းကြီးကဖျားချပြီးဖျားသခင်ဖွင့်ပေးထားတဲ့တကားကိုသူမလာဘူးဘယင်ကိုပဲမဟုတ်ပဲနဲ့တိုင်းပြည်တစ်ခုလုံးကိုလေညာလှည့်ဖျားနေတဲ့ prophet အတုတွေနောက်ကိုပဲသူကောက်ပါအောင်လိုက်သွားတယ်။ဖျားသခင်3ကြိမ်တိုင်သူ့ကိုတတိပေးပြီးသားဖြစ်တယ်။ဒါမဲ့သူကသူ့ရဲ့စစ်တီးရဲတွေနဲ့သူဘာဘလုန်တွေကိုတွားပြီးညှိနှိုင်းတာသူမလုပ်ပဲနဲ့သူတိတိလေညအချိန်မှာသူထွက်ပြေးသွားတယ်။ထွက်ပြေးမှဒီဥယျာဉ်တို့တကားဆိုရှိတယ်သူနန်းတော်အနောက်ဘက်ကအဲ့ဥယျာဉ်တို့တကားကနေမြို့ရိုးနှစ်ထပ်ရှိတာဟိုသူတို့အဲ့မြို့ရိုးနှစ်ထပ်ကိုဖြတ်ပြီးမှသူတွင်ပြင်ကိုရောက်တယ်တဲ့အဲ့တွင်ပြင်ကိုရောက်တဲ့အချိန်မှာအပြင်မှာရှိနေတဲ့ခါရဲစစ်သားတွေကခါရဲသူ့ကိုလိုက်ဖမ်းမိမှဘာဘလုန်ရှင်ပြည်နေဘုတ်ကနေစားစီပို့လိုက်တယ်အဲ့ဒီအချိန်မှာသူ့ရဲ့မျက်စိရှိမှာပဲတဲ့ဇေဒကိမင်းကြီးရဲ့ရှိမှာပဲသူ့သားတွေအားလုံးကိုတတ်လိုက်တယ်တဲ့သူ့ရဲ့မော်လိုနတ်လို prophet တွေအားလုံးကိုလည်းတတ်ပလိုက်တယ်ပြီးတော့သူ့ရဲ့မျက်စိနှလုံးကိုလည်းထိုးဖောက်ပေးလိုက်ပြီးမှကြီးဝါကျိုးနဲ့ချီလိုက်တယ်တဲ့သူ့ရဲ့နန်းတော်နဲ့မြို့တစ်မြို့လုံးကိုလည်းကြီးရှုပ်လိုက်တယ်ဆိုတာဒီမှာတွေ့ရတယ်သူ့မြို့ကိုဝိုင်းထားတော့ကယေရမိစီကဖျားရဲ့စကားကိုကြားပြီးတော့ခါလဒဲတွေစီသွားရောက်ခိုလုံတဲ့သူတွေနဲ့မြို့မှာကြာခဲ့တဲ့လူတွေကိုလည်းဘာဘလုန်တွေကအကုန်လုံးခေါ်သွားတယ်မြို့ထဲမှာဘာပိုင်ဆိုင်မှမရှိတဲ့စင်းရဲသားနဲ့ဖူးကြီးခွားကြီးတွေပဲကြာခဲ့တယ်ဘာဘလုန်ရှင်ပြည်ကယေရမိကိုကြားတော့သူကောင်းကောင်းလေးကြည့်ထားပြီးမှသူ့မျိုးတွေနဲ့အတူတူနေစေတယ်လို့ပြောတယ်ဒါကဇေတိမင်းကြီးယူဒတွေရဲ့နောက်ဆုံးပြည်ဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့သမိုင်းကိုခုသူ့ရဲ့ဇာတ်သိမ်းကိုပြန်ကြည့်လိုက်ရင်မလှပတဲ့ဇာတ်သိမ်းကိုကျွန်တော်တို့တွေ့ရပါတယ်။ဘာဖြစ်လို့လဲ။ဖျားသခင်ပြတဲ့လမ်းကိုသူသိတယ်။ဖျားသခင်ဖွင့်ထားပေးတဲ့အသက်ရှင်ခြင်းတကားကိုသူသိတယ်။ဒါမဲ့သူကပြတ်သားသူမရွေးချယ်နိုင်ခဲ့ဘူး။သူ့ကိုလွှမ်းမိုးထားတဲ့ prophet အတူတွေနတ်ဆရာတွေအိမ်မက်မြင်ဆရာတွေကိုသူဖယ်ရှားနိုင်တဲ့အစွမ်းသူမရှိဘူး။ဇေဒကိမင်းကအသက်22နှစ်မှာသူဘုရင်ဖြစ်တယ်။အဲ့တော့ဘယင်ရဲ့သားမလို့ဒါသူဘယင်ဖြစ်ရတယ်တကယ်တော့တိုင်းပြည်ကိုခြေနေတာဟိုအုပ်စုတွေဖြစ်တယ်အဲ့တော့ဇေဒကိကသူ့ရဲ့ငကိုစိတ်ရင်းကတော့ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာလို့လဲယေရမိကိုသူအချင်းချင်းကဲခဲ့တယ်ပြီးတော့ယေရမိကိုသူများတတ်မှလည်းသူစိုးရိမ်တယ်သူများတတ်ရင်လည်းသူမကဲနိုင်ဘူးသူသိတယ်သူဘာမှအာဏာမရှိဘူးဒါပေမဲ့ကျွန်တော်တို့လောကအရာမှာစဉ်းစားလိုက်လောကကြီးမှာဘုရားကိုမသိပေမဲ့စိတ်ကောင်းတဲ့လူတွေအများကြီးရှိတယ်ဘုရားကိုသာမသိတာစိတ်ထားကောင်းတဲ့လူတွေကိုကျင့်တရားကောင်းတဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ခရစ်တော်ကိုသူတို့မသိရင်သူတို့အတွက်ထွက်လာမယ့်တကားမရှိပါဘူးအဲကြောင့်ရှင်မတဲ့ခုနှစ်မှာဗာပြောတယ်တောင်းလို့ရှာလို့တကားကိုခောက်တော့အဲ့ဒါအားလုံးသိတာဖြစ်ပါလေတောင်းတာကလက်ခံရရှိဖို့ဖြစ်တယ်ရှာတာကတွေးဖို့ဖြစ်တယ်ခောက်တာကဖွင့်လာဖို့ဖြစ်တယ်တောင်းလို့ဘုရားခင်ပါဖို့တောင်းစေခြင်းလေလူကာ7:73မှာကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖသည်ဆုတောင်းလို့သူတို့အားတန်ရှင်တော်ဝိညာဉ်တော်ကိုတာ၍ပြီးတော့ဟုတ်တော့ကျွန်တော်တို့ဒီနေ့ဘုရားကိုတောင်းတယ်အများကြီးတောင်းကြတယ်မယုံကြည်တဲ့သူတွေတောင်းတတ်တဲ့မကြည်မြဲတဲ့အရာတွေကိုတောင်းဖို့ချက်တန်ရှင်တော်ဝိညာဉ်တော်ကိုတောင်းခံဖို့အတွက်ဘုရားလိုချင်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဘဝအတွက်အလိုအပ်ဆုံးက
တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြမှုတွင်တင်မှုဖြစ်တယ်ခုနဇီတကြီးကိုတကားကိုမြင်ရတာနဲ့မဝင်နိုင်တဲ့သူမဝင်လိုက်ရတဲ့သူတွေမဖြစ်ဖို့အတွက်ကျမတို့နဲ့အတူရှိနေတယ်ကျမတို့ကိုတွင်တင်ပေးမယ်ခွန်အားပေးမယ်ပြန်လည်တည်မြတ်စေမယ်ကျမတို့ကိုကူညီမယ်စိတ်သက်သာရာရစေမယ်စီတာတော်သူဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဟာတမန်တော်တိရှိမှာပါပါတယ်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကိုတောင်းခံခြင်းဟာဖျားရဲ့လူတော်နဲ့ညီတဲ့ဆုတောင်းခြင်းတောင်းခံခြင်းဖြစ်ပါတယ်ရှာတော်လို့ပြောထားတယ်နောက်ချက်ကမှတ်တဲ့633မှာနိုင်ငံတော်နဲ့ဖြောင့်မခြင်းတရားကိုရှိဥစွာရှာပါလို့ပြောထားပါတယ်ဖျားကြီးရဲ့နိုင်ငံတော်ကိုကျမတို့ရှိနေတဲ့နေရာမှာရှာမယ်တည်ထောင်မယ်လို့ပြောပါတယ်ကောင်းကင်မှာအမြင့်ကြီးမှာတည်ထောင်ဖို့မဟုတ်ဘူးကျမတို့ရှိနေတဲ့ဒီနေရာမှာတည်ထောင်ဖို့ဖြစ်ပါတယ်ဖြောင့်မခြင်းတရားဆိုတာခရစ်တော်ဖြစ်ပါတယ်ဖြောင့်မခြင်းတရားခုနပြောတဲ့အတိုင်းပဲဖျားကိုမသိတဲ့လူလည်းဖြောင့်မပါပဲဒါပေမဲ့ဖျားသခင်ရှေ့မှာကျမတို့ဖြောင့်မဖို့ကခရစ်တော်မပါရင်မရပါဘူးနှစ်ကော97မှာပါတယ်ခရစ်တော်မပါရင်ခရစ်တော်မရှိရင်ဘယ်သူမှဖျားခင်ရဲ့ရှေ့မှာမဖြောင့်မနိုင်ဘူးဖြောင့်မတဲ့သူမဖြစ်နိုင်ပါဘူးနောက်တစ်ချက်အနေနဲ့ကတော့ခေါင်းတော့ဆိုတာဖြစ်ပါတယ်ဒီနေ့ကျမတို့ယုံကြည်သူအရောက်စီတိုင်းကိုခရစ်တော်ကခေါ်နေတယ်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်မသိသေးတဲ့သူတွေလက်မခံသေးတဲ့သူတွေရဲ့နှလုံးသားတကားကိုကျမတို့ခေါက်ရမှာဖြစ်ပါတယ်သာသနာပြုနေတဲ့သူတွေဖျားရဲ့အမှုတော်ဆောင်နေတဲ့သူတွေအတွက်ဒီနေ့ဒေသနာတော်ဟောကြားတဲ့သူတွေကျမတို့ဆုတောင်းပေးရတဲ့ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲလူတွေရဲ့နှလုံးသားကိုချစ်တွေ့ဖွင့်ပေးဖို့အတွက်ညာကြီးကျမတို့ဆုတောင်းပေးလို့လိုတယ်ဒီနေ့ခေါက်တော့ဆိုတာနှလုံးသားတကားတွေကိုခေါက်ဖို့ဖြစ်ပါတယ်နံပါတ်3ချက်ကြီးကတော့ the door of witness ဖြစ်ပါတယ်ကိုလိုတဲ့လေးမှာပါပါတယ်ဖျားခင်ဒီတရားဟောရာတကားကိုငါတို့အားဖွင့်တော်မူမည်အကြောင်းကို၎င်းထိုနှစ်နေသောအရာကိုဟောပြောအပ်သည်မည်ငါတို့ဖို့လဲဆုတောင်းကြတော့ကျွန်တော်တို့ဘာတောင်းဖို့လိုအပ်တယ်တရားဟောရာတကားဖွင့်လာဖို့အတွက်လိုအပ်ပါတယ်ကျမတို့ကကယ်တင်ခြင်းတည်င်းကောင်းကိုဝေမျှဖို့အတွက်မပြင်ဆင်ဘဲနဲ့မဝေမျှဖို့လိုအပ်တယ်နည်းနည်းတဲ့အရာကိုဟောပြောရမှာဖြစ်တဲ့အတွက်ဘုရားခင်ကကျမတို့ကိုတရားဟောရာတကားဖွင့်ပေးဖို့ဖွင့်လာဖို့ဆုတောင်းပါလို့ပြောထားတယ်နောက်ထပ်အနေနဲ့သူဒီကျမ်းပတ်ရဲ့အောက်မှာ9-6ကိုပြန်ဖတ်ကြည့်ရင်ပြင်ပကလူတွေရဲ့မျက်နှာကိုထောက်ရမယ်တဲ့ကျမတို့ဘယ်သူကိုဟောရမလဲဟောမလဲသူတို့မျက်နှာကိုကျမတို့ထောက်ရမယ်ပညာတတိနဲ့ကျင့်ဆောင်ပြီးကာလအချိန်ကိုလည်းရွေးလုပ်တတ်ရမယ်တွေ့တဲ့နေရာကြက်တဲ့နေရာမှာမကြွယ်တော့မယ်ပေါ့ဦးလေးလူအမျိုးမျိုးကိုဘယ်လိုပြောရမယ်ဆိုတာသိနိုင်ရမယ်ကျမတို့ရဲ့စကားလုံးတွေဟာစားလို့ပဲအရသာနဲ့ပြည့်စုံပြီးအမြဲတမ်းတင့်တယ်လျှောက်ပြစွာပြောနိုင်ရမယ်တဲ့လူတိုင်းကိုတသမတ်တဲ့ပုံစံတဲ့အလူကျက်နေလို့မျိုးကတည်းကပြောလို့မရဘူးဘယ်လိုပြောရမလဲလို့ကြားစာမှာကျမတို့ကိုတွင်တင်ထားပါတယ်ကျမတို့ဟာစုတောင်းပြီးတေချာပြင်ဆင်တဲ့အခါမှာကိုယ်ခောက်တဲ့တကားကပွင့်လာမှာဖြစ်ပါတယ်ကိုကလည်းဖျားရဲ့တက်တည်ဖြစ်လာမှာဖြစ်ပါတယ်နောက်ဆုံးတကားဒီနေ့ကတော့ the door of opportunity ဖြစ်ပါတယ်အခွင့်အရေးအနာအဲ့ဒါပါလေဖျားရဲ့လက်ဆောင်လည်းဖြစ်အဲ့တော့ဗျာဒိတ်ကျမ်းခန်းကြီး3နေရှိမှာဒီဗျာဒိတ်ကျမ်းမှာအသင်းတော်9ပါးပါတယ်အသင်းတော်9ပါးထဲမှာဖျားသခင်ချီးမွမ်းတဲ့အသင်းတော်2ခုပဲရှိတယ်အဲ့ထဲကဖီလာဒေဖီးယားအသင်းတော်လည်းပါတယ်အဲ့တော့ဒီအသင်းတော်သူဘာပြောထားလဲဆိုတည်ဤအကျင့်ကိုငါသိတဲ့အကျင့်ဆိုတာကလူရဲ့ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ်တယ်အဲ့ဒီအသင်းတော်မှာပါဝင်နေတဲ့အသင်းသားတူးချင်းစီရဲ့ထုတ်ကုန်ပစ္စည်းပါလေအသင်းတော်ဆိုတာကြည့်လိုက်ရင်မိသားစုကနေတူးချင်းစီဆိုတော့ကျွန်မတူးချင်းစီကိုပဲ focus လုပ်ပြီးပြောသွားခြင်းပါလေအဲ့တော့တူးချင်းစီရဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့အကျင့်စာရိတ္တကိုဘုရားကသိတယ်တဲ့ဘုရားရဲ့အမှုတော်မှာဘလို့ပါဝင်နေလဲဆိုတာသူသိတယ်အဲ့ဒါကြောင့်မလို့သူတို့အတွက်ဘယ်သူမှမပိတ်နိုင်တဲ့တကားကိုသင်တို့ရှိမှငါဖွင့်ထားပြီတဲ့ခရစ်တော်ကတူးချင်းစီကိုသိတဲ့အတွက်သူတို့လိုဖွင့်ရေးပေးလိုက်တယ်ဘယ်သူမှမပိတ်နိုင်တဲ့တကားကိုခရစ်တော်ကပေးတယ်ဆိုတာကျေးဇူးတော်တကားဖြစ်ပါတယ်အဲ့ဒီကျေးဇူးတော်တကားကိုဘယ်သူမှမပိတ်နိုင်ဘူးဒါဟာကျမတို့ခံစားရမယ်ကောင်းခြင်းမင်္ဂလာခွင့်ရည်တစ်ခုဖြစ်ပါတယ်သင်ဒီအနေငယ်သောခွန်အားရှိပြီးနေလို့ကျွန်တော်ပြောထားတယ်အဲ့တော့ဖီလာဒေးဖီးယားအသင်းတော်ကလူတွေအများကြီးနဲ့အသင်းတော်အကြီးကြီးမဟုတ်ဘူးလူတွေရဲ့တတ်နိုင်တဲ့စွမ်းအားလူတွေရဲ့အာဏာနဲ့တည်ထောင်ထားတဲ့အသင်းတော်မဟုတ်ဘူးငါဤနှုတ်ကပတ်တော်ကိုစောင့်ရှောက်ခဲ့ပြီးငါနာမကိုလည်းမစွန့်မပဲတဲ့ဖ
ဖီလာဒေးဖီးယားအသင်းတော်ဟာခရစ်တော်ကိုယုံကြည်တဲ့နေရာမှာသူကသစ္စာရှိတဲ့အသင်းတော်ဖြစ်တယ်ဖီးယားရဲ့နာမကိုဘယ်တော့မှမမေ့နဲ့မငင်းပယ်တဲ့အသင်းတော်ဖြစ်တယ်ဖီးယားရဲ့နှုတ်ကပတ်တော်ကိုနှလုံးသွင်းပြီးလိုက်လျှောက်ခဲ့တဲ့နာခံမှုရှိတဲ့အသင်းတော်ဖြစ်တယ်အဲကြောင့်မလို့သူဟာကျေးဇူးတော်ခံစားရတဲ့ကောင်းကြီးမင်္ဂလာအများကြီးခံစားရတဲ့အသင်းတော်ဖြစ်ပါတယ်ကျွန်မနောက်ဆုံးဒီပုံလေးတွေကျွန်မပြောချင်ပါတယ်ကျွန်တော် IKBC အသင်းတော်ဟာခရစ်တော်စီကဘယ်တော့မှမပိတ်နိုင်တဲ့ကောင်းကြီးမင်္ဂလာတကားကိုဝင်ရဖို့အသင်းတော်မှာပါဝင်နေတဲ့တူးချင်းစီရဲ့ထုတ်ပုံမှာအရေးကြီးပါတယ်ဒီနေရာမှာကျွန်မပြောချင်တာကဒီကောင်းကြီးမင်္ဂလာကတူးချင်းစီနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာမဟုတ်ဘူးအသင်းတော်တစ်ခုလုံးနဲ့ဆိုင်တဲ့ဘယ်သူမှမပိတ်နိုင်တဲ့ကောင်းကြီးမင်္ဂလာတကားဖြစ်ပါတယ်ဒီနေ့ယုံကြည်သူတွေအနေနဲ့လူမြောက်ခြင်းတကားနဲ့ကဲတင်ခြင်းတကားကိုကျမတို့ဝေခဲ့ပြီးပါပြီဒါပေမဲ့နောက်ထပ်တကားကျမတို့ကိုစောင့်ကြိုနေပါသေးတယ်ဖျားရဲ့တက်တေကိုထူနိုင်ဖို့အတွက်တရားဟောရတကားပွင့်လာဖို့ကျမတို့လိုအပ်တယ်ဘယ်သူမှမပိတ်နိုင်တဲ့ကျေးဇူးတော်တကားကျမတို့ကိုစောင့်ကြိုနေပါသေးတယ်ကျမတို့ရှေ့ဆက်ပြီးမှကျမတို့တောင်းရအောင်မယ်ရှေ့ဆက်ပြီးမှကျမတို့ရှာရအောင်မယ်ရှေ့ဆက်ပြီးတော့ကျမတို့ခောက်ရအောင်မယ်ကျမတို့ကိုယ်တိုင်လည်းဖွင့်ပေးရအောင်မယ်ကျမတို့အားလုံးညီညွတ်စွာလက်တွဲပြီးမှဒီကမ္ဘာလောကကြီးရဲ့မှာဖျားရဲ့တက်တည်ထူသွားကြပါစို့။ဒါဆိုရင်ဖျားခင်ကောင်းချီးပေးပါစေ။အာမင်။